တော်ကြီးကျွန်တော်တို့မင်္ဂလာဆောင်ကြရင်လေဘာကျွရင်ကောင်းမလဲတပိတ်တို့တာပဲကွာငွေတာပေါ့ ဒီနေ့စားပြီးကန်ကောင်းသွားပြီဗျာကန်ကောင်းသွားပြီမင်္ဂလာစကားဟာကန်ကောင်းသွားပြီမင်္ဂလာစကားကပြောသမောင်ဘယ်ကအပြူကြီးငါ့ကိုစိတ်ဝင်စားနေလဲ ဟိုအပြူကြီးမဟုတ်ဘူးဆရာတော်ဖျားကဟင်မာလိုက်တယ်ဒုံလာပါမဲပေါက်လို့တဲ့ဟာ နော်အကိုကြီးတော့အဖရအမကြီးတော့အမေရနော်မပြောမပြီးမတီးမမီဆိုလို့ပေါ့ညီလေးရဟိုလေထွန်သွားရင်နွားမေးတယ်နော်အဲ့ဒါနဲ့အကိုမိမယူမလို့ထိုင်မထိုင်နဲ့ကွာမင်းကငါတိုင်မင်းလားငါမိမယူမလို့ ဩဒါဆိုရင်အကိုကြီးကအကိုချစ်ရမဲ့သူတွေ့နေပြီပေါ့ မပြောပါနဲ့ မပြောပါဘူး ပြော ဟင် ပြောပါ ဘယ်လွတ်စမ်းမှာ ပြောစီရင်လို့ငါမိမယူမလို့ အကိုချစ်ရမဲ့သူတွေ့နေပြီပေါ့ ညီလေး အကိုကြီးကလူမျိုးကြီးဘဝကိုစွန့်လွတ်တော်မယ်ပေါ့ကဲပြောဘယ်ပါမဟုတ်ဆိုမှကြီး ဘယ်လိုမှကိုတိုင်မလို့မရဘူး ဟဲ့သိနာ